app ကိုအရင်လေ့လာမယ်ပေါ့နော်အဲ့ inventory တွေကိုသွားမယ်ဒီလို warehouse စောက်ချင်တယ်ပဲဆိုပါတော့เนาะအဲ့ဒါဆိုရင် configuration နဲ့ warehouse အဲ့မှာကျွန်တော် new ခေါ်လိုက်မယ်ဒီ warehouse နဲ့မိမိကြိုက်တဲ့တက်ရပေးလို့ရမယ်เนาะအဲ့လိုပဲဒီမှာ short code ဆိုတာလေးကျွန်တော်ပေးလိုက်မယ်ပေးပြီးတော့ဒီ save button လေးကိုနှိပ်လိုက်အဲ့ဒါဆိုကျွန်တော် warehouse တစ်ခုစောက်လုပ်ပြီးသွားလိမ့်မယ်ဟုတ်ပြီနောက်တစ်ခုကပါလဲဆိုတော့ကျွန်တော် location စောက်ချင်တယ်ပေါ့နော် warehouse ဆိုတော့အပမိုင်းတစ်ခုကိုဆိုလိုတယ်ဒီ location တွေကတော့အဲ့ warehouse ထဲမှာရှိတဲ့အခန်းလေးတစ်ခန်းဒါမှမဟုတ်စင်လေးတစ်စင်ပေါ့နော်စသည်ထက်အဲ့လိုပုံစံရှိတယ်เนาะအဲ့လိုပုံစံ location လေးတွေစောက်ချင်တယ်ဆိုတော့ new ခေါ်မယ်အဲ့ထားပါတော့ DSD test ပေါ့ okay သူက parent location ထည့်ဖို့လိုမယ်ဘယ်ထဲမှာထည့်မှာတော့ဘယ် warehouse ထဲမှာထည့်မှာတော့အဲ့ဒါလေးကိုသတိထားဖို့လိုထားပါ WH ပေါ့နော် WH ငင်းဆောင် store ဆိုတဲ့အောက်ထဲမှာပဲကျွန်တော်ကထည့်မယ်เนาะ store ဆိုတဲ့အောက်ထဲမှာပဲထည့်မယ်သူဒီ internet location ပဲထွက်မယ်เนาะ location type ကဒီမှာမှကျွန်တော်တို့က remove strategy ရှိတယ်ဒါတော့ first in first out လား last in first out လားစသည်ဖြင့်ဒီကောင်းနေတယ်ကျွန်တော်သုံးမယ်ဆိုတော့သုံးလို့ရတယ်သုံးဖို့မလိုရင်ဘာမှမလုပ်ဘူးဒီအိုင်းလေးပဲထားခဲ့လိုက်မယ်เนาะထားပြီးတော့ကျွန်တော်ကစေလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒါ location လေးတစ်ခုတိစောက်လို့ပြီးသွားလိမ့်မယ်ဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒါ product category product category ကကျွန်တော်နည်းနည်းလေးအရေးကြီးတယ်သူကဘာလဲဆိုတော့ accounting နဲ့ inventory ကိုချိတ်ဆက်တဲ့အဓိကကြတဲ့အပိုင်းတွေထွက်တယ်ပေါ့အဲ့တော့ category ကျွန်တော် new ခေါ်လိုက်မယ်ထားပါတော့ full တိုက်နဲ့တက်ရပေးလို့ရမယ် parent category ရှိရင်ကျွန်တော်တို့ကသူ့ကို parent category အောက်မှာထည့်လို့ရလိမ့်မယ်ပြီးတော့မှ costing method ကိုဒီမှာ၃ခုရှိတယ် standard 54 average ပေါ့နော်ကျွန်တော်ကတော့ average သုံးမယ်ပြီးတော့ဒီကောင်လေးသတိထားမယ်နော် perpetuous invoice ဆိုတာလေးထားမယ် okay အဲ့ဒါပြီးတော့မှကျွန်တော်တို့ ledger ၃ခုလိုလိမ့်မယ် sale account COGS account valuation account ပေါ့နော်ဒီလိုစသည်တွေဒီလို ledger ၃ခုလိုလိမ့်မယ်ဒါပါတော့ cost of goods ဆိုပေါ့နော်အဲ့ဒါပြင်ကျွန်တော်စေးလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော် category လေးတိဆောက်လုပ်ပြီးသွားလိမ့်မယ် category နဲ့ကျွန်တော်တို့ COE နဲ့ပြန်ချိတ်တဲ့ပုံစံပေါ့နော်ဒီလိုပုံစံထွက်လိမ့်မယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ unit and packaging ဒါကျွန်တော် unit of measure တွေတိဆောက်တဲ့ဟာပေါ့နော် unit of measure တွေတိဆောက်တဲ့ဟာ down arrow လေးနဲ့ကျွန်တော် group by ဒီ reference unit ဆိုတာလေးကိုကျွန်တော်စုလိုက်မယ်ဒါဆိုရင် unit ပေါ့နော် unit ကိုအခြေခံထားတဲ့အားသာ unit ဘယ်လောက်ခုရှိလဲဆိုတော့3ခုရှိတယ် back cost ဆိုတာကဒီတစ်ပတ်ကမှာ unit 6ခုပါတယ်ပေါ့နော်ဒါဆိုတရားချင်းမှာ12ခုပါတယ် CDI နဲ့တန်းဆိုရင်10ခုပါတယ်စသည်ဖြင့်ကျွန်တော်တို့ကဒါ multi unit of measure တွေသုံးနေတဲ့အခါဒီလိုပုံစံတိဆောက်ပေးရမယ်အဲ့တော့ထားပါတော့ကျွန်တော်က BACK ထားပါတော့ best cost 50ပေါ့နော်15ခုပါတယ်အဲ့ဒါဆိုရင်ဒီမှာ quantity မှာကျွန်တော်ဗာထည့်မလဲဆိုတော့15ခုဆိုတာထည့်မယ်ပြီးတော့မှ reference unit ကိုတော့ကျွန်တော် unit ဆိုတာလေးထည့်လိုက်မယ်ပြီးရင် group in POS เนาะ POS မှာသူကဒီအစုလိုက်လေးပေါ်ခြင်းနဲ့ဆိုတာလေးကိုအမှန်ချက်မယ်เนาะ group in POS သူကနှစ်ခါဝယ်လို့ရှိရင်နှစ်လိုင်းမစင်းတော့ဘူးတစ်လိုင်းထဲမှာပဲပေါင်းပေးအောင်လို့ဒါလေးကိုအမှန်ချက်လိုက်တယ်အဲ့ဒါဆိုရင်ကျွန်တော်စေးလိုက်မယ်ဒါဆိုလဲ unit of measure လေးတိဆောက်လို့ပြီးသွားလိမ့်မယ်ဒါတွေကတော့မိမိလုပ်ငန်းနဲ့ကိုက်ညီတဲ့ unit of measure တွေကျွန်တော်တိဆောက်ပေးရမှာပေါ့เนาะအဲ့ပြီးတော့နောက်တစ်ခုကျွန်တော်ဒါဆိုရင်ဒီ configuration တွေကမိမိလုပ်ငန်းနဲ့ကိုက်ညီအောင်ကျွန်တော်တိဆောက်ပြီးသွားပြီဆိုရင် product တွေစပြီးတိဆောက်မယ်ပေါ့เนาะ product ကိုသွားမယ် new ခေါ်လိုက်မယ်ထားပါတော့ HCL လို့ hello အဲ့တော့ကျွန်တော်တို့တွေက point of sale ထဲမှာလည်းရောင်းချင်တာမဟုတ်လို့ point of sale ကိုလည်းအမှန်ချက်သူဒီ goods เนาะ service တိုင်းမဟုတ်ဘူး goods ကုန်စီထွက်လိမ့်မယ် service ဆိုလို့ရှိရင်တော့ကျွန်တော် service ဆိုတဲ့ဟာကိုထားမှာเนาะသူဒီ goods မလို့ဒီ goods ကိုထားမယ်ပြီးတော့မှ ground ကောက်ဖို့လိုတယ်ဆိုရင် trust inventory ကိုအမှန်ချက်မယ်ဒါမှကျွန်တော် ground မှာကောက်လို့ရတယ် online ပေါ်ပေးမှာပေါ့เนาะ system ကနေအဲ့လိုပုံစံထွက်လိမ့်မယ်အဲ့တော့ဒီမှာကျွန်တော် test တွေသုံးဖို့လိုရင်ထည့်မယ်သုံးဖို့မလိုမထည့်ဘူးဒီမှာ unit ဈေးတွေရှိရင်ကျွန်တော်ထည့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ apply လုပ်မဲ့ unit ပေါ့နော်ထားပါတော့ဒီကောင်ကိုကျွန်တော်တို့ကဒါဇင်လိုက်ပဲရောင်းနေဆိုရင် DOZEN ဒါဇင်ဆိုတဲ့ unit ကိုရွေးပေးထားမှာဒီ unit of measure ကဘယ်နေရာမှာအသုံးဝင်မှာလဲဆိုလို့ရှိရင်ကျွန်တော်တွေကဒီ hello ဆိုတဲ့ product ကိုကုန်လက်ကျန်ဖော်ထားပြီးတဲ့အခါနော် store မှာသူကဘာနဲ့ဖော်ထားပြန်ဒါဇင်ဘယ်နှဒါဇင်ရှိလဲလို့ဖော်ထားပြီးနော်အဲ့လိုပုံစံမျိုးလိုက်အဲ့ဒီunit of measure ပေးတဲ့ပုံမူတည်ပြီးကျွန်တော်တို့ system က reporting မှာဖော်ထားပေးလိမ့်မယ်ပေါ့အဲ့လာမှာဒါဇင်မဟုတ်ဘူးသူကောင်က unit ပဲကျွန်တော်တို့ကအသေးဆုံး unit နဲ့လည်းရောင်းနေဆိုရင်ကျွန်တော်တို့ကဒီ unit နဲ့ထားမှာ okay unit နဲ့ထားလိုက်မယ် category ပေါ့နော် category ကျွန်တော်ဒါချိန်ပေးမယ် internal reference ဆိုတာကတော့မိမိဒီ internet မှာအလွယ်မှတ်သားကျင်နေတာ short code အတူလေးတွေပေါ့နော်ဒါပါတော့ ABC အစားတွေ1နဲ့3ဒီလိုဟာမျိုးလေးတွေထွက်လိုက်ပြီးတော့မှ barcode ကတော့ product ပေါ်မှာပါတဲ့ barcode အစားတွေဒါမိမိ generate လုပ်တဲ့ barcode ထွက်လိုက်ဒီ product ဒီပေါ့နော်တခြား company နဲ့မသက်ဆိုင်ဘူးဆိုရင်ဒီကိုနဲ့သက်ဆိုင်တဲ့ company ပဲရွေးလိုက်ရင်တခြား company ဘက်မှာဒီကောင်တွေမပေါ်တော့ဘူးပေါ့နော်အဲ့လိုပုံစံထွက်လိုက်မယ်ပြီးတော့မှကျွန်တော်တို့တွေကဟုတ်ပြီဒီ save ဘက်ကိုလာမယ်ဒါ packaging ပေါ့နော် packaging မှာဆိုကျွန်တော်တို့ကသူ့ကိုရောင်းတာဒါဇင်နဲ့လည်းရောင်းတယ်ထားပါတော့ back cost 50နဲ့လည်းရောင်းတယ်ဒါဆိုသူက unit of measure
3ခုလောက်နဲ့ရောင်းနေဆိုတဲ့ပုံစံထွက်မှာပေါ့နော်ကျွန်တော်အဲ့လိုမှမဟုတ်ထားပါဘူး2ခုပဲနမူနာစမ်းလိုက်နော်ဒီလိုပုံစံလေးထွက်လိုက်ဒါဆိုကျွန်တော်ကတစ်ခုချင်းလဲရောင်းတယ်15ခုပါတယ်တစ်ထုပ်ချင်းလဲရောင်းတယ်တစ်ပတ်ကိတ်ချင်းလဲရောင်းတယ်ဒီလိုပုံစံထွက်လိုက်မယ်နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ product လေးတိစောက်လုပ်ပြီးသွားပြီအဲ့တခုရှိတယ်ကျွန်တော် point of sale မှာပေါ့နော် unit of measure ကို try ပြီးတော့ရောင်းလို့မရဘူးအဲ့တော့ကျွန်တော်တို့က kit product တွေထပ်လုပ်ပေးရတယ်အဲ့တော့ကျွန်တော်ကဒီကောင်းကိုပဲ duplicate လုပ်လိုက်မယ်နော် hello hello ကိုမှကျွန်တော်ကထားပါတော့ဒါကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်နော်ဟုတ်ပြီအဲ့တော့ဒီကောင်က unit ကဘာထွက်မှာလဲဆို bus call 50ထွက်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာဆိုကြည့်လိုက် product ကကျွန်တော်တို့က good store ဟုတ်တယ်ဒါပေမဲ့ inventory ကိုကျွန်တော်တို့က tracking မလုပ်ဘူးပေါ့နော် ground မကောက်ဘူးစတယ်ဘာလို့ဒီကောင်က virtual product ပဲပုံရိပ်ရောင် product အနေနဲ့သုံးပါတကယ်တော့နောက်ကွယ်မှာအလုံးလုံးမှာကကျွန်တော်ခုနကလိုကျွန်တော် hello ဆိုတဲ့ product ကအလုံးလုံးမှာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကဘာဆက်လုပ်ပေးရမလဲဆိုရင်အဲ့ဒါမျိုးကျွန်တော်တို့က kit လုပ်ပေးရမယ် BOM နဲ့ပေါ့နော်အဲ့တော့ဒီ BOM ဆိုတာ base of material ဆိုတာလေးကိုနှိပ်လိုက်မယ် new ခေါ်မယ်ဒီကောင်15ခုရောင်းမယ်ပေါ့နော်ဘာလုပ်မှလဲဆိုတော့ kit လုပ်မှာပေါ့ HEL လို့ hello တွေက unit 15ခုထွက်မှာပြောချင်တာကတော့ဒီ15ခုပါတဲ့တပတ်ကိတစ်ခုရောင်းလိုက်တိုင်းနောက်ကဒီ hello တွေကနေ15ခုထွက်ပါဆိုပြီးကျွန်တော်ကဒါ B1 စောက်ပြီးတော့ဒါ mention လုပ်ပေးထားတဲ့ပုံစံเนาะဒီလိုပုံစံနဲ့ကျွန်တော်တို့ဒါသုံးလို့ရတယ်ဒီမှာ open တင်မဲ့အချိန်မှာဆိုတော့ကျွန်တော်တို့က cost တွေထည့်ပေးရမယ်ဒါမှမဟုတ် open မတင် purchase လုပ်မှာဆိုတော့ auto purchase price ကဒီမှာဝင်လာလိမ့်မယ်ပေါ့နော်ဒါလေးသတိထားရင်ရပါပြီကျွန်တော်တို့เนาะ